မြတ်စွာရဲ့တရားဓမ္မတွေဟာလူတိုင်းအတွက်စိတ်ဓာတ်ခိုင်မာမှုကိုဖြစ်ပေါ်စေတတ်တယ်ဓမ္မမိတ်ဆွေများဓမ္မကရဏရှန်နေမှာတွဲစွာကြိုးဆိုပါရစေခိုင်မာတဲ့စိတ်ထားဆိုတာမကောင်းတဲ့မစင်ကြယ်တဲ့စိတ်တွေကင်းစင်သွားတဲ့စိတ်မျိုးခိုင်မာတဲ့စိတ်လောဘဒေါသမောဟစတဲ့ကိလေသာတွေလွှမ်းမိုးထားတဲ့စိတ်ဟာခိုင်မာတဲ့စိတ်မဟုတ်ဘူးကိလေသာနောက်လိုက်နေရသဖြင့်စိတ်ဓာတ်ဟာကြံ့ခိုင်မှုမရှိဘူးခိုင်မာတဲ့စိတ်ဓာတ်ရသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအဆင့်မြင့်ဆုံးရတ္တမေရတ္တဖို့ဆိုတဲ့တရားဥတရားမြတ်ရသွားပြီဆိုလို့ရှိရင်ခိုင်မာတဲ့စိတ်ဓာတ်ရသွားပြီဘုန်းကြီးတို့တွေလည်းမြတ်စွာဘုရားတရားရဲ့ပန်းတိုင်ဖြစ်တဲ့ရတ္တမေရတ္တဖို့လို့ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်ရရှိဖို့အတွက်ဥတည်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်ကြတာဒါဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာစိတ်ဓာတ်ကိုဗဟိုထားပြီးတော့ဆုံးမတာပဲဖြစ်တယ်တခြားအရာတွေကိုဗဟိုထားပြီးတော့ဆုံးမတာမဟုတ်ဘူးလူတိုင်းအသီးသီးရဲ့စိတ်ဓာတ်ခိုင်မာဖို့စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့စိတ်ကိုပူလောင်ပြီးအားပြော့သွားစေတတ်တဲ့စိတ်ဓာတ်ကိုပျော့ညံ့သွားစေတတ်တဲ့ကိလေသာဆိုတဲ့အညစ်အကြေးတွေကိုထုတ်ပစ်လိုက်လို့ဖြူစင်တန်ရှင်းတဲ့စိတ်ဓာတ်ရပြီဆိုလို့ရှိရင်ခိုင်မာတဲ့စိတ်ရမှာကိလေသာအညစ်အကြေးတွေရှိနေသမျှစိတ်ဓာတ်ဟာခိုင်မာမှုမရှိနိုင်တခါတရံလူတွေဟာဒေါသထွက်လာတဲ့အခါမှာဒေါသအလျောက်တတ္တိရှိတဲ့အောင်ရှိပေမဲ့လို့တကယ်တော့ဒေါသကြီးတဲ့လူဟာကြောက်เสียရှိရင်သူများနဲ့မတူအောင်ပို့ပြီးတော့ကြောက်ဒေါသရဲ့မမှန်ကန်မှုပေါ့အစွန်းရောက်မှုပေါ့ဒါဟာကြံ့ခိုင်တဲ့သဘောမဟုတ်ဘူးအားပြော့သေးသိမ်တဲ့သဘောပဲမမှန်မကန်တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်စေတတ်တဲ့သဘောလောဘဆိုတာလဲထို့တူပဲစိတ်ဓာတ်ကြံ့ခိုင်မှုကိုပြပြားစေတယ်မောဟဆိုတာလဲစိတ်ဓာတ်ကြံ့ခိုင်မှုကိုပြပြားစေတယ်မာနတို့အိတ်တာတို့မစ္စရိယဆိုတာစိတ်ဓာတ်ခိုင်မာမှုကိုပျော့ညံ့သွားစေနိုင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့တရားဟာစိတ်ဓာတ်ပျော့ညံ့နေမှုတွေကိုမဖြစ်ရအောင်ခိုင်မာတဲ့စိတ်ဓာတ်တွေရင့်တန်လာအောင်မြတ်စွာဘုရားအဓိကထားပြီးတော့ဟောကြားတာဖြစ်တယ်ဒါကြောင့်မို့ဘုရားရဲ့အဆုံးအမဟာမိုင်းစင်တာတည်ခြင်းစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတယ်လို့ဒီလိုဆိုရဒါကြောင့်မို့တချို့ကမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့ idealism ဆိုပြီးတော့စိတ်ကိုအဓိကထားဟောလို့စိတ်သာအရှိတရားဆိုတဲ့အယူဆတရားနဲ့မြတ်စွာဘုရားရဲ့ဝါဒကိုနံဝါဒလို့ဒီလိုသုံးသပ်ပြောဆိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်တကယ်ကတော့မြတ်စွာဘုရားဟာနံတရားကိုသာဟောတာမဟုတ်ဘူးရုပ်တရားကိုလည်းဟောတယ်ရုပ်နဲ့နတ်အပြန်အလှန်ဆက်ဆက်နေတဲ့သဘောထားတွေကိုလည်းမြတ်စွာဘုရားကဟောကြားတာဖြစ်တယ်နန္တာအရှိတရားလို့ပြောတဲ့ဝါဒမှ idealism ရုပ်ဟာအရှိတရားမဟုတ်ဘူးနန္တာအရှိတရားလို့ဆိုတဲ့အခါမှာဒါ idealism လို့ခေါ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဝါဒဟာစိတ်ကိုအဓိကထားပြီးတော့ဆုံးမတယ်ဆိုတာလောကမှာစိတ်အဓိက
စွမ်းဆောင်နေတာဖြစ်သောကြောင့်စိတ်အဓိကထားပြီးတော့ဟောတာဘယ်ကိစ္စလုပ်နော်စိတ်တေနနိယတေလောကောစိတ်ကရှေ့ဆောင်သွားတယ်ဟုတ်တယ်စိတ်တွေကရှေ့ဆောင်သွားပြီးတော့အရာခတ်သိမ်းဟာမလုတ်ခင်မပြောခင်စိတ်ထဲမှာအရင်ဖြစ်ပေါ်လာလုတ်သမျှပြောသမျှတွေဟာစိတ်ထဲမှာကြံစီစိတ်ကူးပြီးတော့မှထိုစိတ်စွမ်းအားနဲ့ပြုလုပ်ကြတာပြောဆိုကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတဲ့စိတ်ကဥဆောင်သွားလို့ရှိရင်ကောင်းတဲ့အပြောတွေကောင်းတဲ့အလုပ်တွေဇက်တိုက်ဖြစ်လာမကောင်းတဲ့စိတ်ကဥဆောင်သွားပြီဆိုရင်မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်တွေဖြစ်တယ်ဒါဟာလောကမှာထင်ရှားတဲ့အရာတစ်ခုရှိဖြစ်တယ်ပေါ့သို့တော့စိတ်ကဥဆောင်တယ်ဆိုတဲ့အထဲမှာခိုင်မာတဲ့စိတ်ထားကြတော့တာမန်စိတ်မျိုးနဲ့မဆိုင်ဘူးတာမန်စိတ်မျိုးတွေကခိုင်မာတာမဟုတ်ဘူးကိလေသာဆိုတဲ့အညစ်အကြေးတွေကင်းဝေးတန်းစင်ပြီးဖြစ်သွားတဲ့စိတ်မှသာလဲခိုင်မာသွားပြီလို့ဒီလိုပြောရတယ်ကြည့်လေလောဘရှိနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာလိုချင်စရာအာယုန်နဲ့တွေ့ရင်ပျော့ကျသွားတာဒေါသရှိနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာလဲစိတ်ဆိုးစရာအာယုံမုန်းတီးစရာအာယုံနဲ့တွေ့ကြုံလွဲချော်သွားတာပဲမောဟလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာလေအမှန်မသိမှုတွေ့ဝေမှုတွေနဲ့အာယုံနဲ့တွေ့တဲ့အခါမှာအာယုံကိုမဆုံးဖြတ်နိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားတာဒါခိုင်မာမှုမရှိတဲ့သဘောတွေကိုပြစိတ်ဓာတ်တွေမခိုင်မာဘူးမြတ်စွာဘုရားရဲ့တရားတော်အရစိတ်ဓာတ်ဟာအဓမ္မဒီတရားတိုင်းကျင့်ကြံကြိုးကိုအားထုတ်လို့ရှိရင်ခိုင်မာတဲ့စိတ်ဓာတ်တစ်ခုရသွားတာဆိုပါစို့သောတာပန်သောတာပန်ဖြစ်သွားပြီဆိုတာဘာကိုဆိုလိုတာလဲလို့ဆိုရင်သောတာဆိုတာမဂ္ဂင်၈ပါးအကျင့်တရားဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့မဂ္ဂင်၈ပါးလို့ဆိုတဲ့ဒီအရိယမဂ္ဂင်ဝိပဿနာဉာဏ်ဝိပဿနာတရားအားထုတ်လို့တမ္မာဒိဋ္ဌိစတဲ့ဒီမဂ္ဂင်၈ခု၈ပါးဟာတဏှီတဲ့အာယုန်တစ်ခုကိုစွမ်းဆောင်နိုင်သွားပြီစွမ်းဆောင်နိုင်သွားလို့နိဗ္ဗာန်ကိုအာယုန်ပြုနိုင်သွားပြီဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိသွားပြီနိဗ္ဗာန်ကိုဒီအာယုံပြုလို့တိုက်ရိုက်အာယုံပြုလို့ရသွားပြီလို့ဆိုတာသောတာပန်နာဆိုတာသောတာအပန္နနိဗ္ဗာန်ထိအောင်စီးဝင်သွားနိုင်တဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်နိဗ္ဗာန်ရေစီးကြောင်းပေါ်ရောက်သွားပြီလို့ဒီလိုအဓိပ္ပာယ်နဲ့သောတာပန်နာလို့ခေါ်တာသောတာဆိုတာမဂ္ဂင်၈ပါးကိုခေါ်တယ်သို့တော့ဒီနေရာမှာတင်စားထားတဲ့စကားအရာသောတဆိုဒီမှာရေစီးကြောင်းကိုပြောတာရေစီးကြောင်းဟာဒီနေရာမှာပဂတိရေစီးကြောင်းကိုပြောတာမဟုတ်ဘူးမဂ္ဂင်၈ပါးအကျင့်တရားကိုပြောတာအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဟာရင့်တန်လာသည့်အတွက်ကြောင့်နိဗ္ဗာန်ထိအောင်စီးဝင်သွားနိုင်တဲ့အနေအထားတစ်ခုရသွားတာအဲ့ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးဟာနိဗ္ဗာန်ထိစီးဝင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သောတာပန်နာလို့ခေါ်တာသောတာဆိုတာမဂ္ဂင်၈ပါးဆိုတဲ့ရေစီးကြောင်းအာပန္နကနိဗ္ဗာန်သို့စီးဝင်ရောက်ရှိသွားတယ်လို့ဟောသောတာပန်ဆိုတာအဲ့ဒါပြောတာနော်နိဗ္ဗာန်ကိုတိုက်ရိုက်အာယုံပြုနိုင်သွားပြီနိဗ္ဗာန်ကိုတိုက်ရိုက်အာယုံပြုနိုင်သွားမှသောတာပန်ဆိုတာဖြစ်သွားအဲ့ဒါလို့နိဗ္ဗာန်ကိုတိုက်ရိုက်အာယုံပြုနိုင်တဲ့စွန့်ရည်တတ္တိရသွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လဲသူ့အမြင်ကမှားရွံ့တဲ့အမြင်မရှိတော့ဘူးမှန်ကန်တဲ့အမြင်တစ်ခုကိုရရှိသွားပြီဒါကိုစာလို့ပြောတော့ဒိဋ္ဌိကိုဖယ်လိုက်ပြီလို့ဒီလိုပြောတာနော်ဒိဋ္ဌိဆိုတာမှားရွံ့တဲ့အမြင်တစ်ခုကိုပြောတာ
ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မမြင်မဲနဲ့ခန္ဓာတစ်ခုခုကိုအတ္တသို့မဟုတ်ဉာဏ်နဲ့ခန္ဓာတွေကိုအတ္တနိယအတ္တဆိုတာငါအတ္တနိယဆိုတာငါဟာငါလို့မြင်တယ်ငါဟာလို့မြင်တယ်လို့ဆိုတဲ့မှားယွင်းတဲ့ခန္ဓာ၅ပါးပေါ်မှာမှားယွင်းတဲ့အမြင်တစ်ခုမရှိတော့ဘူးအဲ့ဒီအမြင်တန့်စင်ပျောက်ကွယ်သွားတာဒါဒိဋ္ဌိပဲတယ်လို့ပြောတာနော်ကြည့်လေတက္ကာယဒိဋ္ဌိဆိုတာတက္ကာယဆိုတာတကယ်ရှိနေတာခန္ဓာ၅ပါးအဲ့ဒီတကယ်ရှိနေတဲ့ခန္ဓာ၅ပါးအပေါ်မှာငါနဲ့ငါဟာဆိုတဲ့အတွေးကတွေးထင်ထားတဲ့အချက်ကတော့မရှိဘူးအဲ့တော့တကယ်ရှိတဲ့အပေါ်မှာမရှိတဲ့အမြင်တွေဖြစ်နေတာအဲ့ဒါကိုတက္ကာယဒိဋ္ဌိလို့ဆိုတာနော်ရှိတဲ့အပေါ်မှာမရှိတဲ့အမြင်မရှိတဲ့အမြင်ဆိုတာခန္ဓာ၅ပါးကိုငါလို့မြင်နေရင်တကယ်ငါမှရှိမှမရှိတာခန္ဓာ၅ပါးဟာခန္ဓာ၅ပါးတတ်တတ်ပဲပေါ့ကိုယ်နဲ့သက်ဆိုင်လားဆိုသက်ဆိုင်ကိုယ်လည်းမဟုတ်သည့်အတွက်ကြောင့်ငါမှမရှိတာငါဟာဘယ်လိုလုပ်ရှိနော်ငါဆိုတာရှိမှငါဟာဆိုတာရှိအဲ့ဒါကိုစာပေကျမ်းဂန်မှာတစ်ခါအတ္တဆိုတဲ့စကားလုံးကိုသုံးတယ်အတ္တနိယဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့ဒီအတ္တအတ္တနိယနှစ်မျိုးလုံးကစိတ်သုံးသွားတာကိုတုံညလို့ဆိုတာခန္ဓာ၅ပါးထဲမှာအတ္တကိုရှာလို့မရဘူးအတ္တနိယကိုရှာလို့မရဘူးငါဆိုတာကိုရှာလို့မရဘူးငါဟာဆိုတာကိုရှာလို့မရဘူးအဲ့ဒီငါဟာဆိုတဲ့ပြောစရာရှာမတွေ့နိုင်သောကြောင့်တုံညစိတ်သုံးနေတယ်လို့ဒီလိုပြောတာမြတ်စွာဘုရားဒီလိုဟောတာတုံညောလောကောဆိုခန္ဓာ၅ပါးဟာလည်းတုံညပဲအဲ့ဒါလို့မရှိတာကိုမြင်နေတဲ့အမြင်တစ်ခုပျောက်ကွယ်သွားပြီးတော့အရှိကိုအရှိတိုင်းမြင်လာပြီဆိုလို့ရှိရင်ဒါသောတာပန်ဖြစ်တယ်လို့ပြောတာနော်အရှိကိုအရှိတိုင်းမြင်လာပြီသောတာပန်ဖြစ်တယ်အဲ့ဒါလို့အမှန်မြင်ပြီဆိုလို့ရှိရင်လေတရားနဲ့ပတ်သက်လို့ဟုတ်မှဟုတ်ပါမလားမှန်မှန်ရလားသို့လို့တွေးတောယုံမှားခြင်းဆိုတာလည်းကင်းသွားတယ်တွေးတောယုံမှားတာကိုဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒီဝိသိကိစ္စဆိုတဲ့တွေးတောပြီးတော့မဆုံးဖြတ်နိုင်တဲ့သဘောတစ်ခုဟာစဉ်းစားလိုက်တိုင်းလူကိုပင်ပန်းသွားစေတတ်သောကြောင့်ဝိသိကိစ္စလို့ပညာနဲ့ဆုံးဖြတ်နိုင်စွမ်းမရှိလို့စဉ်းစားလိုက်တိုင်းပင်ပန်းသွားစေတတ်တဲ့သဘောမျိုးဝိသိကိစ္စတန်တရားလို့ဒီလိုပြောတာဝိကတကထံကထောဟိုလိုလားဒီလိုလားဆိုတဲ့မဆုံးဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့ခြိတုံချတုံသဘောတွေသောတာပန်မှာမရှိတော့ဘူးတမန်ပုဂ္ဂိုလ်တွေဆိုရင်နိဗ္ဗာန်ဆိုတာဒီလိုလားဟိုလိုလားဒီလိုအတွေးတွေမရှိဘူးနိဗ္ဗာန်ချမ်းသာတယ်ဆိုတာဘယ်လိုချမ်းသာတာပါလဲလို့တန်တရားဖြစ်เสียမရှိတော့ဘူးသူကိုယ်တိုင်တွေ့သွားပြီအဲ့ဒါကိုပြောတာစိတ်ဓာတ်ဟာခိုင်မာသွားတယ်ခိုင်မာသွားတယ်ဘယ်လောက်ထိအောင်ခိုင်မာသွားတော့လို့ဆိုလို့ရှိရင်သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဖရာအပေါ်မှာလဲအသိဉာဏ်နဲ့သက်ဝင်ယုံကြည်တာဖြစ်လို့ခိုင်မာသွားတယ်တရားနဲ့ပတ်သက်လာတဲ့အခါမှာလဲအသိဉာဏ်နဲ့သက်ဝင်လာခိုင်မာသွားတယ်တန်ခါနဲ့ပတ်သက်လာလို့ရှိရင်လဲအသိဉာဏ်နဲ့သက်ဝင်ပြီးယုံကြည်တာဖြစ်သောကြောင့်ခိုင်မာသွားတယ်ငါးပါးသီလနဲ့ပတ်သက်လာလို့ရှိရင်လေသူ့အနေနဲ့အသက်တောင်ဆုံးကျင်ဆုံးပဲလေဘယ်သီလကိုမှမချိုးဖောက်တော့ဘူးမျက်မျက်နှိုးနှိုးအသက်နဲ့လဲပြီးစောင့်နိုင်တဲ့အနေအထားမျိုးကိုရောက်သွားတယ်အသက်နဲ့လဲနိုင်သွားပြီလို့ထိအောင်ခိုင်မာသွားတယ်အဲ့လိုခိုင်မာအောင်ဒီတရားကျင့်ကြံကြုတ်ကိုအထောက်မခိုင်မာသေးဘူးဆိုသောတာပန်မဟုတ်သေးဘူးနော်မခိုင်မာသေးရင်သောတာပန်မဖြစ်ဘူးဘယ်ချက်မှခိုင်မာရမှာဘုရားပေါ်မှာယုံကြည်မှုခိုင်မာသွားတယ်တရားနဲ့ပတ်သက်ပြီးယုံကြည်မှုခိုင်မာသွားတယ်တရားဆိုတဲ့ထဲမှာနိဗ္ဗာန်ပါတန်ခါနဲ့ပတ်သက်ပြီးတော့ယ
ယုံကြည်မှုခိုင်မာသွားငါးပါးသီလနဲ့ပတ်သက်ပြီးတော့မျက်နှိုးမှုခိုင်မာသွားပြီအဲ့ဒါမှသောတာပန်ဖြစ်တယ်အဲ့ဒါလို့သောတာပန်ဖြစ်သွားတယ်ဒီစိတ်ဓာတ်ဘာကြောင့်ခိုင်မာတာတုံးလို့ဆိုတော့မခိုင်မာခြင်းရဲ့အကြောင်းဖြစ်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စအမြင်မှားခြင်းနဲ့တန်တရားဒီနှစ်ခုကိုဖယ်ရှားလိုက်တဲ့အခါစိတ်ဓာတ်ကြံ့ခိုင်သွားပြီသို့တော့မခိုင်သေးတာလည်းရှိနေသေးတယ်သောတာပန်ဖြစ်သေးရင်အကုန်တော့မခိုင်သေးဘူးဘယ်အချက်နဲ့ပတ်သက်ပြီးတော့မခိုင်သေးတာတုံးလို့ဆိုလို့ရှိရင်ချမ်းသာဒုက္ခနဲ့တွေ့လို့ရှိရင်ချမ်းသာတယ်လို့ခံစားခြင်းနဲ့စိတ်ကလေးဟာလာသေးတယ်မခိုင်မာသေးဘူးချမ်းသာဒုက္ခနဲ့တွေ့ရင်ချမ်းသာတယ်မလှတာကိုလှတယ်လှတာလေးနဲ့တွေ့လို့ရှိရင်လည်းမလှဘူးဆိုတဲ့သဘာဝကိုရှင်းရှင်းကြီးမသိသေးသည့်အတွက်ကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ခိုင်မာမှုမရှိဘူးပြောရမယ်ဆိုလို့ရှိရင်ဝိပ္ပန္လာတလို့ခေါ်တယ်ဝိပ္ပန္လာတဆိုတာ hallucination သို့မဟုတ်ပါပါရှင်မရှိတာမြင်နေတာနော်ဘာနဲ့တူတော့ဆိုအရက်ကြောင်တဲ့လူတွေနဲ့တူတယ်အရက်တော့ပါများတော့အရက်ကြောင်နဲ့ဆိုတာရှိတယ်နော်အရက်ထဲမှာတော့သိမှာပါအရက်ကြောင်တဲ့လူကမရှိရင်မရှိတာကိုရှိတယ်ထင်တယ်မဟုတ်တာကိုဟုတ်တယ်ထင်နေတယ်လူတယောက်ကသူ့တောင်ကြည့်ရင်သူ့ကိုရန်လုံးတယ်လို့ထင်ကောင်းထင်တယ်ဟောကြောင်တယ်လို့ခေါ်တယ်နော်အဲ့ဒါကို hallucination လို့ခေါ်တယ်အဲ့ဒီ hallucination ဆိုတဲ့အရက်ကြောင်တာလို့မခိုင်မာသေးတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေမှာစိတ်ကြောင်တယ်လို့ပြောရမလှတာကိုလှတယ်လို့ထင်တယ်မချမ်းသာတာကိုချမ်းသာတယ်လို့ထင်တယ်ငါမဟုတ်တာကိုငါလို့ထင်တယ်နော်မမြဲတာကိုမြဲတယ်လို့ထင်တယ်ဒါစိတ်ကြောင်နေတာအဲ့ဒီစိတ်ကြောင်မှုတွေမြတ်စွာဘုရားတရားနဲ့မှဒါတွေကဖယ်ရှားပြလို့ရတယ်အဲ့ဒီကြောင်နေတာတွေရှိသမျှကာလပတ်လုံးခိုင်မာတဲ့စိတ်ဓာတ်လို့ဆိုလို့မရဘူးတဲ့တောကဖြစ်เสียရှိရင်သောတာပန်ပုဂ္ဂိုလ်ပဲမဲ့လို့တောကဖြစ်เสียရှိရင်တောကဖြစ်လာသေးတယ်မျက်ရည်ကျเสียတွေတွေ့ရင်ကျသေးတယ်နော်ဘာဖြစ်လို့တော့ဆိုဒေါသမกินသေးဘူးလောဘကလည်းမกินသေးဘူးသို့သောလောဘဒေါသဆိုတဲ့နေရာမှာသူတို့မှာတဏ္ဍမှာဖြစ်တဲ့လောဘဒေါသသည်အပယ်ကျလောက်အောင်ပြင်းထန်မှုတော့မရှိတော့သူဒေါသသည်အပယ်ကျနိုင်လောက်အောင်ကျွလွန်ဖောက်ဖျက်မှုတော့မဖြစ်တော့ဘူးလောဘကလည်းအပယ်ကိုကျလောက်စေတတ်တဲ့ပြစ်မှုတစ်ခုကိုကျွလွန်မှုလည်းမဖြစ်တော့ဘူးမကင်းသေးတဲ့သဘောလောက်ပဲရှိတော့တယ်ဟောသောတာပန်ဖြစ်သွားတာအတော်အသင့်စိတ်ဓာတ်ခိုင်မာမှုရဘယ်နေရာနဲ့ပတ်သက်ပြီးစိတ်ဓာတ်ခိုင်မာတော့ဆိုတာဖရာတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးစိတ်ဓာတ်ခိုင်မာတယ်၅ပါးသီလနဲ့ပတ်သက်တဲ့အခါမှာစိတ်ဓာတ်ခိုင်မာတယ်အဲ့ဒီဘက်မှာတော့ချွင်းချက်မရှိခိုင်မာသွားတယ်တခါတော့ကသူရအဘထသူရံဘထဆိုတာတခါတယောက်မြတ်စွာဘုရားကိုချီးညိုတဲ့နေရာစံပြဖြစ်တဲ့ပုဂ္ဂိုလ်တယောက်နှစ်ကအသိဉာဏ်နဲ့ချီးညိုတယ်မြတ်စွာဘုရားကသူ့အိမ်မှာသူ့ကိုတရားဟောလိုက်တဲ့အခါသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်သွားတယ်မှားယွင်းတဲ့အမြင်တစ်ခုမရှိတော့ဘူးတန်တရားဆိုတာမရှိတော့ဘူးကြံ့ခိုင်တဲ့စိတ်ဓာတ်ရရှိသွားပြီသောတာဆိုတဲ့နိဗ္ဗာန်ရည်စည်းကြောင်းနိဗ္ဗာန်ကိုစီးဝင်သွားတဲ့မဂ်ခင်၈ပါးတဲ့ရောက်ရှိပြီးတော့သွားပြီအဲ့ဒါလို့သောတာပန်ဖြစ်သွားအဝိနိပါဒဓမ္မောနော်ဘယ်တော့မှစိတ်ဆန္ဒမပါဘဲနဲ့ဖယုဖယဲကြကြံသလိုကြသွားတာမျိုးမဖြစ်တော့နိယတသူရထားတဲ့အသိဉာဏ်စိတ်ဓာတ်ခိုင်မာမှုဟာခိုင်မြဲတယ်တဲ့အဲ့ဒီခိုင်မြဲတဲ့အနေတစ်ခုသူရသွား
အဲ့ဒါလို့ရသွားလို့မြတ်စွာဘုရားကသူ့အိမ်ကဆင်းပြီးကျောင်းတော်ပြန်ကြွသွားတာသူပဲလိုက်ပို့လိုက်သို့တော့အိမ်မောပြန်ရောက်တာနဲ့တပြိုင်နက်သူ့အိမ်ကိုဘုရားပြန်ကြွလာနော်အံ့ဩစရာသူ့အိမ်ကိုဘုရားပြန်ကြွလာပြန်ကြွလာတော့သူပထမတော့အံ့ဩသွားတယ်ဘုရားပြန်ကြွလာတယ်ဆိုတော့မစင်စားဘူးဆိုရင်တကယ်ကိုဘုရားနဲ့အင်တမတ်တူတာကိုတူတော့မဝေခွဲနိုင်ဘူးဘုရားကြွလာတယ်ဆိုတော့ပြပြတလဲဘာကိစ္စများရှိလို့ခုပဲကြွသွားတယ်ခုပြန်ကြွလာတယ်တယုတ်တည်းဆက်ဆံပြီးတော့ခီးဥကျပြုတဲ့အခါမှာအဲ့ဒီဘုရားဆိုတာကဘာပြောတော့ဆိုငါခုနကဟောတဲ့ထဲမှာနည်းနည်းအမှားပါသွားလို့ပြင်ပေးမလို့လာတာနော်ပြင်ပေးမလို့လာတာငါပြောတာအနိစ္စမမြဲဘူးလို့ပြောတာမြဲတာလည်းရှိသေးတယ်ကွာဒုက္ခဆင်းရဲတယ်လို့ပြောတယ်ဒုက္ခလည်းရှိသေးတယ်အနတ္တအတ္တမဟုတ်ဘူးလို့ပြောတယ်အတ္တဟုတ်တာလည်းရှိသေးတယ်သူဟောတဲ့တရားတွေကိုအနည်းငယ်ပြင်မို့ဆိုပြီးတော့လာပြောတဲ့အခါကျသူခိုင်မာတဲ့စိတ်ဓာတ်မရှိဘူးဆိုလို့ရှိရင်ဖယားအစစ်နဲ့တထေရတဲ့တူတဲ့ပုဂ္ဂိုလ်တူကနေပြောနေတာဆိုတော့သူဇဝေဇဝါဖြစ်သွားမှာပဲသို့တော့သူပြောလိုက်တဲ့စကားတွေလည်းကြားလိုက်ရောဒါဖယားမဟုတ်ဘူးဆိုတာသူဆုံးဖြတ်ချက်ကခိုင်မာသွားတယ်တခါတည်းမေးတော့တာတန်းပြီးတော့ဘယ်သူလဲပေါ့ဘာကိစ္စလာတာလဲနော်လေးသံမာမာနဲ့သင်ဘယ်သူလဲလို့ဆိုတဲ့အခါကျတော့အဲ့ဒီကြတော့မဏ္ဍကဘုရားရောင်ဆောင်လာတာဖြစ်နေတယ်ပေါ့နော်မဏ္ဍကြီးကမေးတဲ့အခါကျတော့မလိမ်ဝုံအမှန်ပြောလိုက်တယ်ငါမဏ္ဍအဲ့ဒီမှာ तू ကလက်ခမောင်းခတ်တယ်အဲ့ဒီလိုမဏ္ဍတွေရာထောင်မကငါစိတ်ဓာတ်ခိုင်မာမှုကိုပြောညံ့သွားအောင်လာလို့လို့မရဘူးဘုရားတရားတန်ခါယရဏသုံးပါးအပေါ်မှာကြီးညိုမှုငါးပါးသီလနဲ့ပတ်သက်ပြီးတော့မျက်နှိုးတဲ့ပုံမှာခိုင်မာမှုဒါတွေကိုလာပြီးတော့ပြောင်းလဲသွားအောင်လုပ်လို့မရဘူးလို့ဆိုပြီးတော့မဏ္ဍရဲ့စကားကိုလက်မခံမဲနဲ့တွန်းလှန်ဖယ်ရှားခဲ့လို့ဒီပုဂ္ဂိုလ်ဟာဘုရားသာသနာတော်မှာထူးထူးခြားခြားနော်ထူးထူးခြားခြားခိုင်မာတဲ့ချီညိုလေးစားတဲ့အသိဉာဏ်နဲ့ထက်ထက်တန်တန်ချီညိုတဲ့စိတ်ဓာတ်ခိုင်မာတဲ့ပုဂ္ဂိုလ်တူဖြစ်မှတ်တမ်းတင်ထားတာပေါ့နော်အဲ့ဒါဘာကြောင့်ဒီလိုခိုင်မာတဲ့စိတ်ဓာတ်ကိုရတာတော့ဆိုမြတ်စွာဘုရားတရားအတိုင်းကျင့်ကြံကြိုးကိုအထောက်လို့ရတာတာမန်နဲ့ရတာမဟုတ်ဘူးဟောဒါသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ခိုင်မာမှုကအဲ့လိုနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဟိုကလာဆွဲသွားပါသွားဒီကလာပြီးတော့လတ်လပါလေးနဲ့မြားခေါ်သွားပါသွားဆိုဘယ်သောတာပန်ဟုတ်အဲ့ဒါမျိုးကြနော်ဘာသာတရားကူးပြောင်းမှုတွေသောတာပန်မဟုတ်ဘူးဆိုလို့ရှိရင်ဟိုဘာသာကပြောဟုံနိုးဒီဘာသာကပြောဟုံနိုးနဲ့ဇဝေဇဝါတွေဖြစ်ပြီးတော့ဘာသာကူးပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေအဲ့လိုပုဂ္ဂိုလ်မျိုးတွေကြတော့ခိုင်မာမှုမရှိဘူးလို့ဒီလိုပြောရမှာအဲ့တော့ကိုယ်စိတ်ကိုကြန့်ခိုင်အောင်မြတ်စွာဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတာနော်ဒီလိုဆိုရဟောနောက်တစ်ခါဒီဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့မြတ်စွာဘုရားတရားကိုတိုးမြင့်ပြီးတော့ကျင့်တဲ့အခါမှာသောတာပန်အစစ်နဲ့လွန်သွားတဲ့အခါမှာဘာဖြစ်လဲရာဂတို့ဒေါသတို့မောဟတို့ဆိုတာတွေဟာအတော်ကိုပါသွားတယ်ပါသွားတယ်ဆိုတာဘာဖြစ်တုံးဆိုဖြစ်တဲ့အကျင့်ဟာယောနေသွားတယ်ပါသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အကျင့်ယောနေသွားတယ်အကျင့်နဲ့ယောနေတာမဟုတ်ဘူးဖြစ်တဲ့အရှိန်လဲယောနေသွားတယ်လို့ဒီလိုဆိုတာနော်လောဘဖြစ်လဲသိမပြင်းထန်ဘူးဒေါသဖြစ်လဲသိမပြင်းထန်တော့ဘူးမောဟကလည်း
ပြင်းထန်တာမရှိတော့မာမာနာတွေလည်းပြင်းထန်တာမရှိတော့ဘူးဖြစ်တဲ့အခါလဲအကျိန်ကရောကျသွားတယ်အဋိဋ္ဌုပတ္တိဖြစ်ခဲတယ်ပရိယုဌာဏမန္တဖြစ်လာတော့လေရော့ရဲရဲပြင်းပြင်းထန်ထန်ကြီးမဟုတ်ဘူးဆိုတဲ့အနေအထားတစ်ခုရောက်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကလည်းစိတ်ဓာတ်ခိုင်မာသွားပြီလို့ပို့ပြီးတော့သောတာပန်နဲ့ခိုင်မာသွားတယ်ခိုင်မာသွားသည့်အတွက်ကြောင့်ကာမဘုံမှာတွေ့တာတဲ့တန်ရောစဉ်သူ့အပေါ်မှာတစ်ချိန်ပဲဖြစ်ခွင့်ရှိသွားဟောနောက်တစ်ခါဒီတဲ့ဝိပဿနာဉာဏ်ဆင့်ပြီးတော့တိုးမြင့်ကျင့်လိုက်တဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုကာမရာဂဖြာပါဒလို့ဆိုတာကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့တတ်မဲ့တဲ့တဏှာလောဘကာမဂုဏ်အာယုန်တွေပေါ်မှာမုန်းတီးတဲ့ဆန့်ကျင်တဲ့စိတ်ထားဖြစ်တဲ့ဖြာပါဒဒီနှစ်ခုကလုံးဝပျောက်သွားကာမဂုဏ်အာယုန်နဲ့တွေ့လာလို့ရှိရင်ရိမ့်ရိုင်လှုပ်ရှားမှုမရှိဘူးစိတ်ဓာတ်ဟာခိုင်မာသွားတယ်စိတ်ဓာတ်ခိုင်မာသွားတယ်အနိဋ္ဌာယုံနဲ့ဆုံတဲ့အခါမှာလည်းပဲစိတ်ရဲ့လှုပ်ရှားမှုဆိုတာမရှိတော့ဘူးလို့လုံးဝစိတ်ဓာတ်ခိုင်မာသွားတယ်အဲ့ဒါဟာတိုးမြင့်ပြီးတော့ကျင့်လိုက်တဲ့ရရှိလာတဲ့အနာဂါမိမဲ့အနာဂါမိဖို့လို့ခေါ်တယ်မြတ်စွာဘုရားရဲ့တရားချောင်းဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်လို့အနာဂါမိမဲ့အနာဂါမိဖို့ရောက်လာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်ဓာတ်လုံးဝခိုင်မာသွားပြီလို့ဒီလိုပြောတာနော်ခိုင်မာမှုအပြည့်အဝရတယ်ဘယ်လိုခိုင်မာတာတော့ဆိုရင်ကာမဂုဏ်အာယုန်နဲ့ပတ်သက်လို့သူ့စိတ်ကိုလှုပ်ရှားရိမ့်ရိုင်စေနိုင်တာမရှိဘူးကာမဂုဏ်အာယုန်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ဓာတ်ကိုလှုပ်ရှားရိမ့်ရိုင်စေတာမရှိဘူးအဲ့ဒါလို့လှုပ်ရှားရိမ့်ရိုင်စေနိုင်မှုလုံးဝပျောက်ကွယ်ပြီးတော့သွားတယ်ဗျာပါဒဆိုတာလဲလုံးဝပျောက်ကွယ်ပြီးတော့သွားတယ်အဲ့လိုဆိုလိုတာပေါ့နော်မြတ်စွာဘုရားလက်ထက်တုန်းကအဲ့ဒီလိုအနေထားရောက်သွားတဲ့အမျိုးသမီးတယောက်အကြောင်းကိုမှတ်သားကြည့်ရသူကအိန္ဒိယနိုင်ငံတောင်ပိုင်းမှာဒက္ခိဏပထဆိုတဲ့အရပ်မှာနေတာသူနေတဲ့မြို့ကဝေလုကန္နကမြို့လို့ခေါ်တယ်အဲ့ဒီဝေလုကန္နကမြို့မှာနေတဲ့အမျိုးသမီးဟာစိတ်ဓာတ်ဘလောက်ကြမ်းခိုင်မှုဖြစ်သွားလဲစိတ်ဓာတ်ခိုင်မာမှုတွေဘလောက်ရသလဲလို့ဆိုတဲ့အခါမှာသူ့ရဲ့စိတ်ဓာတ်သူ့ရဲ့စိတ်ဓာတ်ဟာဘလောက်ထိအောင်ခိုင်မာသွားတော့ဆိုတာသူ့မှာသားကလေးတယောက်ရှိတယ်အဲ့ဒီသားနန္ဒလို့ခေါ်တယ်အဲ့ဒီနန္ဒဆိုတဲ့သားလေးအကြောင်းတစ်ခုခုနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေကဖမ်းဆီးကြတယ်ဖမ်းဆီးပြီးတော့နောက်ဆုံးမှာအဲ့ဒီသူ့သားလေးဟာဘာပြင်းမှုဆိုတာတော့မပါဘူးဘုရင်တွေကတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေကဖမ်းဆီးသွားပြီးတော့ဒီကလေးလေးကိုနောက်ဆုံးမှာညှင်းဆဲတပ်ဖြတ်ဖြစ်တဲ့အဆင့်ထိအောင်ရောက်သွားတယ်သေဆုံးသွားတယ်အဲ့ဒီအခါမှာအဖမ်းခံရတဲ့အချိန်မှာလဲသူ့စိတ်ဟာတုန်လှုပ်မှုမရှိဘူးကြန့်ခိုင်ဖမ်းဆီးနှိပ်စက်တဲ့အချိန်မှာလဲပဲဒေါသမဖြစ်ဘူးစိတ်ဓာတ်ကကြန့်ခိုင်အဲ့လိုနေဖို့ဆိုတာလွယ်တာမှမဟုတ်တာနော်အလုံးကြန့်ခိုင်မာတဲ့စိတ်ဓာတ်တစ်ခုရလာဒီတရားကြောင့်ရသူကိုယ်တိုင်ပြန်ပြောတယ်ရှင်သာရိပုတ္တရာကိုလျှောက်တယ်တပည့်တော်သားလေးဖမ်းသွားတဲ့အချိန်မှာလဲတပည့်တော်စိတ်ထဲမှာတုန်လှုပ်တာမဖြစ်ဘူးတဲ့နောက်ဆုံးအသက်ခံရတယ်ဆိုတဲ့သတင်းကြားရင်လည်းပဲ
တပည့်တော်စိတ်မတုံလို့ဘူးတဲ့ဘာနှလုံးသွင်းနေတယ်လို့တော့မပြောသူစိတ်မတုံလို့ဘူးနော်တုံလုံးမှုရိမ့်ရိုင်မှုသူမဖြစ်ဘူးလို့ဆိုဟုတ်လားဒီလိုခိုင်မာတဲ့စိတ်ဓာတ်တစ်ခုရသွားတာဘာကြောင့်ရတာတော့လို့ဆိုဒီအနာဂါမိမဲ့အနာဂါမိဖို့လို့ဆိုတယ်တရားသူတရားမြတ်ရလို့ပဲဖြစ်တယ်ပေါ့အလုံးကြားဘူးကြလိုက်မယ်သူလိုပဲချမ်းခိုင်တဲ့စိတ်ဓာတ်တစ်ခုရသွားတယ်အမျိုးသမီးတယောက်ရှင်သာရိပုတ္တရာတို့တန်ဃာတွေကိုပြုစုလှုပ်ချွေးတာတန်ဃာတွေကိုကပ်ဖို့ထောပတ်အိုးကြီးယူလာတဲ့အခါကြကွဲသွားတယ်အဲ့ဒါလို့တန်ဃာတွေဆုံးကပ်နေတဲ့အချိန်မှာသူဘာဖြစ်လဲလို့ဆိုလို့ရှိရင်သူ့သား30တပြိုင်နဲ့လောက်ကြံတပ်ပြတ်ခံရတယ်ဆိုတဲ့သတင်းသူစီမှာရောက်လာအဲ့ဒါလို့ရောက်လာပြီးတဲ့နောက်မှာသူဟာဒီထောပတ်အိုးကြီးကြကွဲတော့ရှင်သာရိပုတ္တရာကပြောတယ်ကွဲရတဲ့သဘောကွဲမှာပဲဘာမှမပူနဲ့လို့ဆိုတော့သူ့ခါးကြားကစာလေးကိုထုတ်ပြတယ်အရှင်ဘုရားတဲ့ထောပတ်အိုးကွဲတာတော့တပည့်တော်ဘယ်မှာပဲပူပါမလဲတပည့်တော်သား30အခုပဲလောက်ကြံတပ်ဖြတ်ခံရတယ်သား30လုံးသေဆုံးသွားပြီဆိုတာကိုအခုပဲသတင်းရတယ်ဟောဒီစာဟာအဲ့ဒါရေးထားတာပါပဲဒါတောင်တပည့်တော်မတုံ့လောက်ပါဘူးလို့ကဲအဲ့ဒါလို့ခိုင်မာတဲ့စိတ်ဓာတ်တစ်ခုကိုရတာတမန်အနေနဲ့ရတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့တရားကိုကျင့်ကြံကြိုးကိုအထောက်လို့ရဒီတရားဟာဒီလိုခိုင်မာမှုတွေကိုပေးနိုင်တယ်လို့ဆိုခုနကအဲ့ဒီအမျိုးသမီးဟာပဲဝေလူကန္နကမျိုးသူအမျိုးသမီးပဲသူ့ရဲ့အမျိုးသားယောက်ျားဟာသေဆုံးပြီးတော့ဘုံမစိုးနတ်မျိုးဖြစ်တယ်အဲ့လိုဘုံမစိုးနတ်ဖြစ်ပြီးတော့တရက်တော့သူ့ကိုလာပြီးတော့ကိုထင်ပြတယ်နော်ငကိုပုံစံနဲ့ကိုထင်ပြတယ်အဲ့တော့သူ့ယောက်ျားကသူ့ကိုတန်ဆင်မကင်းလို့ကိုတင်လာပြတော့လေသူ့စိတ်ထဲမှာတုံလုံးခြောက်ခြားမှုမရှိဘူးတဲ့စိတ်ထက်ချမ်းခိုင်သွားတယ်ခိုင်မာသွားတယ်ဒါလည်းပဲဒီလိုထူးခြားတဲ့တရားသူတရားမြတ်တွေရလို့သာဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်အေးမြတ်စွာဘုရားရဲ့တရားဓမ္မတွေဟာအခုလို့တုံလုံးမှုကင်းအောင်စိတ်ဓာတ်ခိုင်မာမှုကိုဖြစ်ပေါ်စေတတ်တာမို့အလွန်ထူးခြားတဲ့တရားသူတရားမြတ်တွေဖြစ်တယ်တို့တွေဟာလည်းဒီလိုတရားသူတရားမြတ်တွေရအောင်ကျင့်ကြံကြိုးကိုအထောက်ဖို့လိုအပ်တယ်လို့ဘုရားတရားတော်တွေဟာစိတ်ဓာတ်ခိုင်မာမှုအတွက်အလေးပေးတာဖြစ်တယ်စိတ်ဓာတ်ခိုင်မာမှုသည်ကိလေသာတွေကင်းအောင်လုပ်နိုင်မှခိုင်မာတယ်ရွှေမှာအညစ်အကြေးတွေကင်းလို့ရှိရင်ရွှေကိုတစားလုံးလို့လက်ဝတ်တန်းစာလုံးလို့မရဘူးရွှေဟာအညစ်အကြေးတွေတန့်စင်ပြီးတဲ့အခါမှာလုံးလို့ရထို့တူပဲလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့စိတ်တွေထဲမှာလောဘဒေါသမောဟမာမာနဆိုတဲ့ဒီကိလေသာစိတ်ဓာတ်တွေကိလေသာတရားတွေကိုဖယ်ရှားပြစ်နိုင်မှဒီစိတ်ဓာတ်တန်ရှင်းစင်ကြယ်မှာဖြစ်တယ်အဲ့ဒါလို့တန်ရှင်းစင်ကြယ်လာမှသာလေစိတ်ဟာခိုင်မာမှာဖြစ်တယ်ခိုင်မာတဲ့စိတ်ဓာတ်ရဖို့အတွက်တို့တွေဟာလောဘဒေါသမောဟစတဲ့ကိလေသာတွေဖယ်ရှားနိုင်အောင်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ပေါ့နော်အဲ့ဒီအတိုင်းကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြရမယ်အဲ့ဒါလို့အားမထုတ်နိုင်ဘူးဆိုလို့ရှိရင်ခိုင်မာတဲ့စိတ်ဓာတ်ကိုမရနိုင်ဘူးဒါကြောင့်မို့ဘုရားဘာသာဖြစ်လာလို့ရှိရင်ခိုင်မာတဲ့စိတ်ဓာတ်တစ်ခုရဖို့ဥတည်ပြီးတော့လုံးဝခိုင်မာမှုစိတ်ဓာတ်မရတော့ခိုင်မာတဲ့စိတ်ဓာတ်ရအောင်ကြိုးစားအားထုတ်နိုင်ကြတတိတရားတံပစဉ္ညတရားနဲ့အားထုတ်အောင်အိန္ဒိယနိုင်ငံမှာတရားအားထုတ်နေတဲ့တောထဲမှာတရားအားထုတ်နေတဲ့ယဟန်တစ်ပါးဟာကြားကအဲ့ဒီယဟန်တွေကိုလာလာဆွဲတော့တရက်တော့ကြားပါဇက်ထဲပါသွားတယ်အဲ့ဒီကိုပါသွားတော့အဖော်ယဟန်တွေကလိုက်ပြီးတော့ခြောက်ကြတယ်လွတ်ညာနောက်ဆုံးမလွတ်တဲ့အခါကျတော့ဘာပြောတော့ငါရှင်ဒီချိန်မှာလူစွမ်းလူစားပြပြီတော့ကိုအားထုတ်နေကြတရားကိုပဲနှလုံးသွင်းတော့တပည့်တော်တို့ဘာမှမတတ်နိုင်တော့ဘူးလို့အော်ဟစ်ပြီးတော့ပြောကြတဲ့အခါကမ္မထမ်းတရားကိုနှလုံးသွင်းပြီးတော့နေတာနော်ကြားပါဇက်ထဲမှာရောက်နေရင်ကမ္မထမ်းတရားကိုနှလုံးသွင်းတာကြားက
ငြိမ်ငြိမ်လေးနေလိုက်တဲ့အခါကျတော့ခြေထောက်ကနေစပြီးတော့အဲ့ဒီကိုယ်တော်ဝါတာခြေထောက်ကနေစပြီးတော့စားအဲ့ဒီမှာစားနေတဲ့အချိန်မှာလဲဒုက္ခဝေဒနာကိုရှုဆင်ခြင်ပြီးတော့ဝိပဿနာကျင့်စဉ်နဲ့ကျင့်သွားတာနောက်ဆုံးမှာနှလုံးသားကိုမစားခင်လေးမှာပဲသူဟာယဟန္တာဖြစ်သွားတယ်လို့ပြောကဲအဲ့ဒီလိုစိတ်ဓာတ်ခိုင်မာမှုဆိုတာကြတော့အမှန်တမ်းခဲနေဒါပုထုဇဉ်အနေနဲ့ခိုင်မာတာဝိပဿနာကျင့်စဉ်တရားကိုအာယုထားပြီးတော့စိတ်ဓာတ်ခိုင်မာအောင်ကျင့်ကြံကြိုးကိုအားထုတ်တာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ခိုင်မာစိတ်ထားမြတ်တရားလို့မြတ်စွာဘုရားရဲ့ဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေဟာခိုင်မာတဲ့စိတ်ဓာတ်ကိုရစေနိုင်တာဖြစ်လို့တို့တွေဟာဘလောက်တိုင်းတာအထိခိုင်မာတဲ့စိတ်ဓာတ်တွေရပါလဲကာမဂုဏ်အာယုန်နေနဲ့တွေ့ရင်ဘလောက်ထိအောင်ခိုင်မာပြီလဲဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်ဘလောက်ထိအောင်ခိုင်မာပြီလဲမာနထိခိုက်တဲ့ကိစ္စတွေနဲ့တွေ့လာရင်ဘလောက်ထိအောင်ခိုင်မာပြီလဲဆိုတာကိုကြန့်ခိုင်တဲ့စိတ်ဓာတ်တွေရမရစမ်းသပ်ပြီးတော့ကြန့်ခိုင်တဲ့စိတ်ဓာတ်တွေရအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့မြတ်စွာဘုရားတရားဓမ္မခိုင်မာသည့်စိတ်ထားရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း